သမီးစားတော့ချက်သွားအမေပြောနေအမေဟင်းချက်ပြီးခေါ်လိုက်မယ်သွားစားတော့ချက်ဆိုင်ဘတ်ဖြူမာနဲ့24နိုင်စားချက်ခိုင်းနေတော့ဗျအုံတော့မကောင်းပါဘူးဟာလည်းဆိုင်ဘတ်ကနေပြီစားမချက်ရှင်သွားခုချက်ရှင်သွားဒီနေ့ဘာဟင်းချက်ပြီးကောင်းလဲငါသမီးငါပြီဘာလုပ်နေလဲမညစားချက်ခိုင်းရမလားမျက်စိခဏအနာယူနေရမရဲ့နေဟိုဘက်တိုက်ရကောင်လေးတွေကိုချောင်းကြည့်နေရမှာဟမ်ကောင်လေးလေဘယ်ကောင်လေးမှမရှိပါဘူးတော့အဲ့ဆိုထဲဝင်ခဏမှစားတော့ချက်သွားမယ်သွားချက်မယ်ဘာလုပ်နေရလဲဘသူကခိုင်းနေရလဲနင်သမီးအမေပြောနေလေစားတော့ချက်လို့သွားဒီဆိုင်ဘွားဖင်နာကန်နေပြီနဲ့ခုဒီဆောင်ချက်သေးမဟုတ်ဘူးလေအမေခရစ်စမတ်ဘွားအတွက်တပုတ်ကောက်ရမယ်ဆိုလို့ကျင့်နေတာစာရီရနေပြီလေအမေစာပဲချက်ခိုင်းနေရပဲအုံနောက်လေးလမ်းဆန်းခွင့်ပေးပါအောင်အမလေးတော့ဘလို့သမီးလေးကြောင့်မွေးထားတာပေါ့အကန်စေးနေသွားစားတော့ချက်သွားချက်မယ်လေချက်မယ်ဟိုတော့ချက်မယ်သမီးစားချက်နေလားသမီးစားချက်နေလားအမေဝင်လာမယ်နော်အဲ့ယုံရတော့မော်ဒီကြောင့်ကဲနေပါလေစော့နေလားမသိစားချက်နေရဲ့အမေတကယ်ချက်နေရစားချက်နေရဲ့လို့ခဏမှတော့လာစရိုက်သေးတယ်ငါမနှက်ပြန်ပြင်နောက်မှဘယ်လိုကောက်ရင်ကောင်းမှာဘာဝင်ကောင်းမလဲမနှက်ပြန်ကတဲ့ချင်းချိုင်သမီးအိပ်ပြီလားသမီးအေးစားချက်နေတယ်လို့ဒီအဲ့ခဏတော့အဲ့အောင်သမီးစားချက်နေလားစားချက်နေရစားချက်နေလားသမီးကြားလားစားချက်နေရမလေးအမေအိမ်မထဲထိတော့စားလာချက်ခိုင်းနေရအိမ်မမတ်နေရပါလားပြန်အိမ်လာအောင်မယ်